တနက်ခါပကွက်ကြနဲ့အဝယ်နွမ်းနွမ်းကိုဝက်စင်ကဓာပလိုင်းတူးရင်းတွေကိုကင်ဆောင်ပြီးတော့သွာလာနေတဲ့အမျိုးသမီးတစုကိုတွေ့နေရတာပါသူတို့ဟာဆိုရင်အာယုံတက်ရှင်ကစားပြီးတော့ထမင်းဟင်းတွေကိုရှက်ပြုတ်ကထမင်းစားတောက်ပြီးတော့ရွာရဲ့အရှိတ်ဖက်ရန်ချောင်းတောင်တန်းစီကိုသွားနေကြတာပါသူတို့ရဲ့အလုပ်ကတော့တင်ဖို့ဥခိုကတဲ့ဥတူပြီးတော့တနေ့တာမိသားစုစားဝဲနေရေးကိုဖြည့်ချင်းကြသူတွေဖြစ်ပါတယ်အသက်38နှစ်အရွယ်ဒိုစုစုဝင်းကတော့သူတို့ရဲ့တနေ့တာလုပ်ငန်းခွင်အကြောင်းကိုအခုလိုပြောပါတယ်အိမ်မလို့မလေးကောက်ကလို့လေးမော်ရဲဝန်းရီအတွက်ဆိုကောက်လို့လေးမလားရေလောကရာကိုရေခရကိတ်လေးလောဖောက်ကိတ်လေးလောကတေရာကတေခုကတူကတေဒီအေလာကိုမတတိလေးထော်ရတယ်အောက်ကမူရှိကန်ရှိလေကရောင်းကြရတယ်တိုးနေတိုးကြီးခုရီနေတိဆိုလေခွာလို့ဝင်ရတယ်ဘယ်မန်တဲ့ခုရီဝင်လို့မလားဒါပေမဲ့အောက်ကတတဝတိကလေးကောက်ရတယ်မော်ကြီးကရေအထက်ကဒီပဲလျံဆိုလေးတော့မထဲမပြလာတယ်ကိုမတိချက်ကြောကမဂနေလာဘူးဂနေမလားဆိုတော့ကိုမထမ်းမပဲလေလျံလေးကရောင်းရတယ်တရဲတော့ဆိုကိုရေတန်ဖူးစီနေတော့မှရှဲလျံရေလာလို့ခန်းကလည်းကောက်လို့တန်ဖူးတွေဝေးပခါပုံဝိုင်းပဲသူမဟာမရဦးမြို့နယ်ဖျားကြီးကျေးရွာမှာနေထိုင်တာဖြစ်ပြီးတော့အသက်အရွယ်ကြီးတဲ့မိဖနှစ်ပါးကိုကျွေးမွေးစောင့်ရှောက်နေသူလည်းဖြစ်ပါတယ်။သူမရဲ့မိခင်ဟာဆိုရင်ကျန်းမာရေးရှို့တေးတာကြောင့်စေကူတမှုအပိုင်းတွေမှာအခက်အခဲများစွာရှိနေတာပါ။ဖျားကြီးကျေးရွာဟာမရဦးမြို့ရဲ့မြောက်ဘက်9မိုင်ခန့်အကွာမှာရှိပြီးတော့အင်ချေ120ကျော်ရှိတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။အခုရာသီမှာရွာသူအမျိုးသမီးအများစုဟာတင်ဖူဥတူမြေရှိုချင်းခုံစားတဲ့အကျုံရကြပဲနေစားလုပ်ပြီးတော့ဘဝကိုရှင်သန်ကြတယ်လို့ဆိုပါတယ်။သူ့ရဲ့တနေ့တာလုပ်ငန်းခွင်ဟာမနက်9နာရီကနေတိုးထေးမှအရှင်ကုန်ပြီးတော့ညနေဆောင်4နာရီကျော်9နာရီလောက်မှနေအိမ်အသီးသီးကိုရောက်ရှိကြပါတယ်။သူမတို့သွားနေတဲ့ရန်ရှောင်းတောင်တန်းဟာဆိုရင်အရင်ကာလကစစ်တပ်စခန်းချနေထိုင်ခဲ့ပြီးတော့တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာလို့ဆိုပါတယ်။ဒါကြောင့်တိုးတောင်တွေမှာမြေမြောက်မိုင်းတွေနဲ့စစ်ကြံလက်နဲ့အန်ဒီရေကလည်းသူတို့ရဲ့သွာလာလှုပ်ရှားမှုကိုချိန်ချောက်နေတယ်လို့လက်ရှိလေကြောင်းအန်ဒီရေတွေကိုပါစိုးရင်စရာရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအလောက်အကန်ရွေးရှည်စရာမရှိတော့ဒီအလောက်ကိုပဲလုပ်နေရတယ်လို့ဖျားကြီးကျေးရွာသူတို့တင်ဝင်းကဆိုပါတယ်။ဆောင်ဖို့ထွက်တာခါကမရေတပန်ရှိကိုတဲလာဟာကြီးတူလာရှာဘူးမလားရှာမရေတပန်ကိုတူပြီးမှခါနဲ့ကိုကပါမတဲ့မျိုးညုံတဲ့မျိုးရဲတော့ကိုလို့